ပထမအောင်ဆိုတာကျွန်မတကြားလေးကိုရေနှဲငယ်လေးနဲ့ရောင်မြည်ရဲနေအောင်တန်းပြီးတဲ့အခါမှာကြိုထားပါမယ်တကြားရင်လေးကိုအရင်ကြိုထားပါမယ်ပြီးလို့ရှိရင်ရေလေးနဲ့ပုံသီးလေးနဲ့ကိုရေတစ်ခွက်ပုံသီးတစ်ခွက်စာပေါ့နော်အဲ့ဒါလေးကိုကြိုထားပါမယ်ကြိုပြီးတဲ့အခါမှာမိနစ်နှဲငယ်ကြာတဲ့အခါမှာကျွန်မတာကူပြင်လေးကိုတာကူစီလေးကိုထည့်ပါမယ်တာကူစီလေးကမထည့်သေးခင်ဆိုလို့ရှိရင်ရေနဲ့တစ်ခါတည်းသူ့ကိုဘာဖြစ်တာလဲတကြားတွေဟိုအမိုက်တရားတွေကင်းစင်အောင်ရေးဆေးထားပါမယ်အားပြော့တော့လည်းမရပါဘူးခဏတစ်ဖြုတ်ပဲဆေးပြီးတဲ့အခါမှာရပြီဆိုတာနဲ့9မိနစ်ပြည့်ရတယ်အဲ့ဒါတာကူပြင်လေးနဲ့ကျွန်တော်တို့မိနစ်အနည်းငယ်အနည်းဆုံးတော့နိုင်ဝက်လောက်ထိကျွန်တော်ကြိုရတယ်နိုင်ဝက်လောက်ထိရေလိုရတဲ့ခါမှာအပြုတ်အမာလေးတာကူပြင်အစီလေးမကြံအောင်အတွက်လုပ်ပြရပါတယ်နောက်ပိုင်းဆုံးပြီးတဲ့အခါမှာကျွန်တော်တို့အေးခံပြီးနောက်ဆုံးအဆင့်စားတော့ဖို့အဆင့်ကပုံသီးလေးစမ်းပြီးလိုက်လို့ရှင်တာကူပြင်အုံလို့စမ်းရပါပြီပထမဆုံးသွားကြားရည်ကြည့်ပါမယ်ဒီနေ့ပုတ်စူနေတဲ့အချိန်မှတာလေတကြားကိုထည့်ပါမယ်ကျွန်တော်တကြားနည်းနည်းချော့ထားပါအရှိုးနည်းနည်းချော့ထားပါတယ်မွေးပါမယ်အရောင်လေးနေရဲနေအောင်တန်းအောင်လို့ဂျားနည်းနည်းလေးညိုတဲ့အထိပေါ့နော်ညိုတဲ့အထိပြစ်လေးစီးစီးလေးရအောင်ဒီကျွန်တော်မှွေပါမယ်အဲ့ဒါမှတော့လေပါကူလုပ်တဲ့အခါမှာပျော့တွဲမသွားဘဲနဲ့စားလို့ကောင်းတဲ့အနေထားတင်းတင်းလေးဖြစ်ပါမှာ။တောင်းတော့ပြီးတဲ့အခါမှာသူ့အေးခံထားပါမယ်။